လက်ပါလို့ဆိုခြင်းပေမဲ့ဝချွေးတွေတော့လွတ်ကင်းခြင်းနဲ့အစမပြေလို့လမ်းခွဲတဲ့အခါနာကျင်သူကိုယ်တယောက်ထဲသာဘယ်ရင်ခွင်မင်းတယောက်ရောက်ပါစေတာယာပြေဆုံးဖို့လေငိုနေပါစေမျက်ရည်ကြားကငါလေးစုတွေတောင်းချွေမင်းမဝဝချွေး